တွဲတစ်အခန်းငါကွဲပြားသောရွေးချယ်မှုများမင်းပိုအားကောင်းလေလေတိုးတက်ဖို့ပိုခက်လေပဲလော်ဖုံးတွေးမိတယ်ငါအမြန်နှုန်းကို23.8 m/s ကနေ25 m/s ထိမြင့်ဖို့ဆိုရင်တစ်နှစ်လောက်ကြာမယ်အားကို809ကီလိုဂရမ်ကနေ900ကီလိုဂရမ်ထိမြင့်ဖို့ဆိုရင်ပိုတောင်ကြာအောင်မယ်ကောလိပ်တက်ပြီးမှပဲတိုက်ခိုက်ရေးသမားပွဲကိုရနိုင်မှာဒါငါသတိမေ့မျောသွားရင်ငါရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုအဆင့်ကတိုက်ခိုက်ရေးသမားလိုအပ်ချက်ကိုပြည့်မီသွားနိုင်တယ်တကယ်တော့ဒီလိုသတိမေ့မျောခြင်းမျိုးကတယောက်ယောက်ကရိုက်လို့မေ့မျောသွားတာမျိုးမဟုတ်ဘူးပြင်းထန်လွန်းတဲ့ခေါင်းကိုက်ဝေဒနာကြောင့်သတိမေ့မျောသွားတာမျိုးလော်ဖုံးမှာခေါင်းကိုက်ယောဂရှိတယ်ရန်ဖန်ရန်ခါလော်ဖုံးခေါင်းကိုက်တတ်တယ်ဒါပေမဲ့သူနာကျင်မှုကိုတီးခန့်ပြီးပျောက်သွားတတ်တယ်တခါတလေတော့နာကျင်လွန်းလို့သတိမေ့မျောသွားတတ်တယ်လော်ဖုံးဒီထိ2ကြိမ်သတိမေ့မျောဘူးတယ်လော်ဖုံးအသက်8နှစ်အရွယ်မှာသူ့အကိုရဲ့ခြေထောက်တွေကားနဲ့ကျိတ်မိပြီးခြေထောက်တွေကြီးမွားသွားတယ်သူအရန်ဝမ်းနေပြီးခေါင်းစာထိုးတယ်အဲ့ဒီတစ်ချိန်တည်းမှာပဲသူ့နှလုံးခုန်နှုန်းကမြန်လာပြီးသွေးလည်ပတ်မှုနှုန်းကထိတ်လန့်ဖွယ်အဆင့်ထိမြင့်တက်သွားတယ်မကြခင်မှာပဲသူ့နှလုံးကရင်ဘတ်ကိုဖောက်ထွက်တော့မလို့ခံစားလိုက်ရပြီးသတိမေ့မျောသွားတယ်နောက်တစ်ချိန်ကတော့လော်ဖုံးအသက်12နှစ်အရွယ်မှာသူ့အမေဆေးရုံပြန်တက်ရတယ်အမေကိုဆုံးရှုံးရမှာကြောက်ပြီးလော်ဖုံးထိတ်လန့်သွားတယ်ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုခံစားလိုက်ရတယ်အရင်ကလိုပဲသူ့နှလုံးခုန်နှုန်းကရုတ်တရက်မြင့်တက်သွားပြီးသတိမေ့မျောသွားတယ်2ကြိမ်သတိမေ့မျောပြီးနောက်လော်ဖုံးရဲ့မိသားစုကသူ့ကိုဆေးရုံမကြာခဏခေါ်သွားပြီးစစ်ဆေးမှုတွေလုပ်တယ်ဒါပေမဲ့ယောဂတစ်ခုမှမတွေ့ဘူးဒီခေတ်မှာတောင်အုံနောက်ဆိုတာဆေးပညာအတွက်နည်းနည်းဆန်းကျင်နေတော့မယ်ဒါပေမဲ့သတိမေ့မျောမှု2ကြိမ်ကငါရဲ့ကိုယ်ခန္ဓာအားကိုအဆများစွာတိုးစေခဲ့တယ်လော်ဖုံးတွေ့တယ်အသက်8နှစ်12နှစ်တုန်းကသတိမေ့မျောပြီးနိုးလာတိုင်းငါရဲ့အားအမြန်နှုန်းနဲ့တုံ့ပြန်မှုစွမ်းရည်တွေတိတိတတ်တာတိုးတက်လာတယ်ဒါကြောင့်ပဲဒိုဂျိုမှာအလဲလက်ဆာမှုပွဲကိုကြော်ပြီးအလဲလက်ပွဲကိုရနိုင်ခဲ့တာပြီးတော့ငါရဲ့မျိုးရိုးဗီဇကြောင့်အသက်18နှစ်မှာထူးချွန်ပွဲငါနောက်တစ်ချိန်သတိမေ့မျောရင်ငါအင်အားပိုတောင်တိုးလာအောင်မယ်သတိမေ့မျောခြင်းဆိုတာတကယ်တော့တင့်ခန္ဓာကိုယ်ကတင့်ကိုယ်တင်ကာကွယ်ဖို့လုပ်တဲ့လက္ခဏာတစ်ခုပဲဒါကြောင့်လုံးဝဆိုးတဲ့အရာတော့မဟုတ်ဘူးငါကောင်းကနာကျင်မှုအကန့်အသတ်အထိနာကျင်ရမယ်နှုံးခုန်နှုံးလည်းအကန့်အသတ်အထိမြင်ရမယ်လော်ဖုံးကောင်းကုန်ပြီးသူ့လက်ကဝက်ကနာရီကိုကြည့်တယ်ဒီနာရီမှာသွေးခုန်နှုံးတိုင်းကရိယာပါတယ်အယူအမှုပြေးပြီးတာတောင်ငါနှလုံးခုန်နှုံး1မိနစ်ကို120ထက်မကျော်ဘူးလော်ဖုံးသူ့နာရီကိုကြည့်တယ်1မိနစ်ကို200လောက်ထိရောက်ရင်ကောင်းမှာသတိမေ့မျောတော့မယ်ဆိုတဲ့နမိတ်ကပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာနဲ့အလွန်မြင့်မားတဲ့သွေးခုန်နှုံးပဲဒါပေမဲ့သူဘလောက်ပဲလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လှုပ်သူ့နှလုံးခုန်နှုံးကသတိမေ့မျောဖို့လိုအပ်တဲ့နှုံးကိုဘလို့မှမရောက်ဘူးဒိုဂျိုလေ့ကျင့်ရေးခန်းထဲမှာအမာရွတ်မျက်နှာပိုင်ရန်ဝူးကလက်သီးအားတိုင်းဆက်ရှိမှရက်နေတယ်သူတိတ်အလေးနဲ့ထားဖို့မရဘူးလက်နှစ်ဖက်နဲ့ဆက်ကိုထိုးကြည့်ရုံပဲဒုံဒုံဆိုတဲ့အတန်တွေထက်ကထွက်လာတယ်မကြခင်မှာပဲဆက်ရဲ့မျက်နှာပြင်ပေါ်မှာကနန်းတွေပေါ်လာတယ်956ကီကူ912ကီကူ936ကီကူ981ကီကူရန်ဝူးတဟုန်နဲ့20လောက်ရိုက်ပြီးရက်လိုက်တယ်ဘေးကကြည့်နေတဲ့လော်ဖုံးလေးစားမှုကိုမနှုံငင်အားရှိအားပြုမိတယ်သူ့ရဲ့အပြည့်အရာအနေထားက809ကီဂျီပဲရှိပေမဲ့အကိုရန်ကဒီလောက်အားပြင်းပြင်းနဲ့ဆက်တိုက်ထိုးနိုင်တယ်အဲ့ဒီထိုးချက်တွေအားလုံး900ကီဂျီအထက်ကိုရောက်နေတယ်အကိုရန်ကျွန်တော်ရဲ့အပြည့်အရာလက်သီးထိုးချက်တစ်ချက်ကကိုယ့်ရဲ့ဂျာပန်ထိုးချက်လောက်တောင်အားမရှိဘူးလော်ဖုံးရီလိုက်တယ်မင်းလားရန်ဝူလော်ဖုံးစီလျှောက်လာပြီးပခုံးကိုပုတ်ရင်းရဲတယ်မင်းဒီနှစ်19နှစ်ဒါမှမဟုတ်18နှစ်ပဲရှိသေးတယ်ငါမင်းအရွယ်တုန်းကအလဲလက်အဆင့်ပဲရှိသေးတယ်မင်းရဲ့တိုးတက်မှုနှုန်းဆိုရင်2နှစ်အတွင်းတိုက်ခိုက်ရေးသမားအဆင့်အတွက်ကိုခန္ဓာကြံ့ခိုင်မှုကိုရောက်မှသိကြတယ်အသက်20အရွယ်တိုက်ခိုက်ရေးသမားဆိုတာအားကျစရာကောင်းလာပါတကားလော်ဖုံးရေလိုက်တယ်ဒိုဂျိုကအသက်16နှစ်ကနေ30အတွင်းကចောင်းသားတွေကိုပဲလက်ခံတယ်ဒါကလူတစ်ယောက်အလင်းမြန်ဆုံးကြီးထွားတဲ့ကာလဖြစ်လို့ပဲဆိုလိုတာကလူတစ်ယောက်အဆင့်သတ်မှတ်ချက်တွေကိုမြန်မြန်ဝင်နိုင်လေအနာဂတ်မှာပိုအားကောင်းလာနိုင်လေပဲလော်ဖုံးအသက်18နှစ်မှာထူးချွန်အဆင့်ကိုရောက်တာကလူတော်တော်များများရဲ့အားကျမှုကိုခံရတယ်အေးအယူမင်းအထက်တန်းကျောင်းစာမေးပွဲတွေဖြေပြီးပြီဆိုတော့ဘာဆက်လုပ်မလို့လဲရန်ဝူးရဲတယ်ကျွန်တော်စစ်တပ်ကတို့အတွက်ပြင်ဆင်ရမှာပါလော်ဖုံးပြုံးရင်ပြောတယ်တာမန်လူတွေကတာမန်စစ်တပ်မှာအခြေခံအဆင့်ရရှိဖြစ်သွားမှာပဲဒါပေမဲ့ကျွန်တော်ကတော့ဖွဲရပြီးရင်အထူးတပ်ဖွဲ့တွေကိုပြဿနာမရှိဘဲဝင်နိုင်မှာပါအိုးရန်ဝူနားထောင်ပြီးနှုတ်ခမ်းကိုကော့ပြလိုက်တယ်စစ်တပ်ကတို့တက်တာကောင်းပေမဲ့လွတ်လပ်မှုအကန့်အသတ်ရှိတယ်လို့ငါထင်တယ်စစ်တပ်ကတို့ကနေဖွဲရပြီးအထူးတပ်ဖွဲ့တွေဝင်ရင်လည်းစီကံတွေကိုလိုက်နာရမယ်ငါဒါမျိုးကိုဘယ်တော့မှမခံနိုင်ဘူးငါအတွက်တော့လွတ်လပ်တဲ့တိုက်ခိုက်ရေးသမားဖြစ်တာအကောင်းဆုံးပဲလွတ်လပ်တဲ့တိုက်ခိုက်ရေးသမားဖြစ်တာကောင်းပါတယ်လော်ဖုံးကောင်းညိတ်တယ်ဒါပေမဲ့ကျွန်တော်မိဘတွေကိုစိတ်ပူအောင်မလုပ်ချင်ဘူးစစ်တပ်ကတို့တက်ပြီးစစ်တပ်ထဲဝင်တာကလွတ်လပ်တဲ့တိုက်ခိုက်ရေးသမားဖြစ်တာထက်အများကြီးပိုလုံခြုံတယ်တိုက်ခိုက်ရေးသမားတယောက်အတွက်ရွေးချယ်စရာလမ်းကြောင်း၄ခုရှိတယ်ပထမလမ်းကြောင်းစစ်တပ်ထဲဝင်ပြီးအစိတ်ပိုင်းတစ်ခုဖြစ်လာမယ်ပိုလုံခြုံတယ်နိုင်ငံကတိုက်ခိုက်ရေးသမားကိုအလွယ်တကူအန္တရာယ်မပေးဘူးနိုင်ငံကတိုက်ခိုက်ရေးသမားရဲ့မိသားစုကိုလည်းအကျိုးခံစား권တွေအများကြီးပေးတယ်ဒါကြောင့်တိုက်ခိုက်ရေးသမားမှာနောင်တမရှိဘူးဒုတိယလမ်းကြောင်းဒိုဂျိုတစ်ခုခုကိုဝင်ခြင်းဒိုဂျိုရဲ့စီကံတွေကပိုပြော့ပြောင်းပြီးအတိုင်းဝိုင်းကပိုလွတ်လပ်တယ်ကန့်သက်ချက်များဤဒိုဂျိုကိုကမ္ဘာအားအကောင်းဆုံးလူသားဟုံးကတည်ထောင်ခဲ့တာမို့လို့အဲ့ဒီဒိုဂျိုမှာတိုက်ခိုက်ရေးသမားဖြစ်ရင်အကျိုးခံစား권တွေအတော်များများရတယ်အုပ်ချုပ်မှုလည်းတင်းကျပ်မှုမရှိတော့
လွတ်လပ်မှုလည်းပိုရတယ်တတိယလမ်းကြောင်းလုပ်ငန်းကြီးတစ်ခုမိသားစုကြီးတစ်ခုဒါမှမဟုတ်နိုင်ငံရေးအင်အားစုကြီးတစ်ခုကိုဝင်ပြီးလက်ပန်းသမားဖြစ်လာမယ်စရုပ်ထလမ်းကြောင်းကြီးစားတပ်ဖွဲ့တွေကိုဝင်ခြင်းဒါကအသင့်အသက်ကိုအချိန်တိုင်းအန္တရာယ်ပေးတယ်အချိန်တည်းမှာပဲလမ်းကြောင်း၄ခုစလုံးထဲမှာလွတ်လပ်မှုအရှိဆုံးလည်းဖြစ်တယ် TL မှတ်ချက်လွတ်လပ်တဲ့တိုက်ခိုက်ရေးသမားဆိုတာအထက်ပါလမ်းကြောင်းတစ်ခုမှမပါဝင်ပါဘူးစစ်တပ်ထဲဝင်တာလုံခြုံပေမဲ့လွတ်လပ်မှုမရှိတဲ့ဘဝကိုငါမနေခြင်းဘူးရန်ဦးကောင်းညိတ်တယ်ဒီနှစ်မှာငါလျာထားကန်တိုက်ခိုက်ရေးသမားစာမှုပွဲကိုအောင်နိုင်မယ်လို့ထင်တယ်အောင်ပြီးရင်ချက်ချင်းတိုက်ခိုက်ရေးသမားတိုက်ခိုက်ရေးစာမှုပွဲကိုရှောက်ပြီးတိုက်ခိုက်ရေးသမားဖြစ်အောင်ကြိုးစားမယ်လော်ဖုံးရဲ့မျက်လုံးတွေလက်လက်တောက်ပသွားတယ်အကိုရန်ကိုလျာထားကန်တိုက်ခိုက်ရေးသမားစာမှုပွဲကိုအောင်မယ်လို့ယုံကြည်တယ်ပေါ့ဟာရန်ဦးရလိုက်တယ်ငါအားနဲ့တုံ့ပြန်မှုအမြန်နှုန်းအတွက်လိုအပ်ချက်တွေကိုကြာကြာကလေးကပြည့်မီခဲ့ပြီငါရဲ့အားနဲ့ချက်ကအမြန်နှုန်းပဲဒါပေမဲ့ကောင်းကောင်းလုပ်ရင် 25ms ကိုဘလို့မှရောက်ခဲ့တယ်ဒီရက်ပိုင်းစူးစမ်းလေ့ကျင့်မယ်စာမှုပွဲဖြည့်တဲ့အခါမှာတော့အောင်နိုင်လိမ့်မယ်လို့မျှော်လင့်တယ်ဂုံယူပါတယ်အကိုရန်လော်ဖုံးအကိုရန်အတွက်ဝမ်းသာတယ်သူတိုက်ခိုက်ရေးသမားဖြစ်ဖို့နှစ်ပေါင်းများစွာအကျိုးစားခံခဲ့ရတာကိုအကိုရန်တိုက်ခိုက်ရေးသမားဖြစ်ပြီးရင်ဘာဆက်လုပ်မလို့လဲဟုတ်ပါတယ်ငါကန့်သက်ချက်များဤဒိုဂျိုကိုဝင်မယ်အကိုရန်ရတယ်ကန့်သက်ချက်များဤဒိုဂျိုကစနစ်တကျမရှိဘူးကဘာတဝမ်းမှာပြန့်ကျဲနေတယ်တိုက်ခိုက်ရေးသမားဟောင်းတော်တော်များများကဒီဒိုဂျိုတွေမှာသူတို့ကိုယ်သူတို့တိုးတက်အောင်လုပ်ကြတယ်ပြီးတော့ငါနားယူခြင်းတဲ့အခါထွက်ပြီးသားရဲတွေကိုတတ်လို့ရတယ်တော်တော်လွတ်လပ်တယ်လို့ငါထင်တယ်လော်ဖုံးခေါင်းညိတ်လိုက်တယ်အယူရန်ဝူလော်ဖုံးကိုကြည့်လိုက်သည်မင်းရဲ့အယိုးဆွဲနေတဲ့စိတ်သဘောထားကတော်တော်ယူတယ်မင်းလွတ်လပ်တဲ့တိုက်ခိုက်ရေးသမားလမ်းအတွက်အရန်တင့်တော်တယ်လို့ငါထင်တယ်ဒိုဂျိုတစ်ခုကိုဝင်လိုက်စမ်းပါဘလောက်လွတ်လပ်လဲပြီးတော့ကန့်သက်ချက်များဤဒိုဂျိုကငါတို့ကိုအများကြီးကူညီလိမ့်မယ်ကျွန်တော်လော်ဖုံးချီတုံချတုံဖြစ်သွားတယ်ရန်ဝူဖြစ်နေတာကိုမြင်တော့ခေါင်းရံပြီးရီလိုက်တယ်အယူလွတ်လပ်တဲ့တိုက်ခိုက်ရေးသမားတွေဟာသူတို့ရဲ့အသက်အတွက်မကြာခဏတိုက်ခိုက်ကြပြီးဘဝနဲ့တည်ဆုံမှုကြားနေဆက်မှာလေ့ကျင့်ကြတယ်။နည်းနည်းအန္တရာယ်များတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲမင်းအဆက်မပြတ်မင်းရဲ့အသက်အတွက်တိုက်ခိုက်နေရတဲ့အတွက်မင်းရဲ့အင်အားကိုတိုးမြင့်ဖို့အများဆုံးနည်းလမ်းလည်းဖြစ်တယ်။မင်းတွေ့တယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အပြင်းထန်ဆုံးတိုက်ခိုက်ရေးသမားတွေရဲ့အများစုကလွတ်လပ်တဲ့တိုက်ခိုက်ရေးသမားတွေပဲညအချိန်လမ်းမီးတွေလင်းနေသည်။လော်ဖုံးကန့်သက်ချက်များဤဒိုဂျိုကနေထွက်လာပြီးတယောက်တည်းလမ်းလျှောက်ရင်ရန်ဝူးနဲ့စကားပြောခဲ့တာတွေကိုပြန်တွေးနေမိတယ်။ငါအတွက်တင့်တော်တဲ့လမ်းကြောင်းနှစ်ခုပဲရှိတယ်။လော်ဖုံးကိုပါသာတွေးမိတယ်။တစ်ခုကစစ်တပ်ကတူတက်ပြီးဖွဲရမှာအထူးတပ်ဖွဲ့တွေဝင်မယ်။နောက်တစ်ခုကကန့်သက်ချက်များဤဒိုဂျိုမှာနာမည်ကြီးတိုက်ခိုက်ရေးသမားဖြစ်ပြီးသားရဲတွေကိုလွတ်လပ်စွာတတ်မယ်။ဒီနှစ်ခုတည်းကအလုံးကြုံဆုံးကတော့စစ်တပ်ထဲဝင်တာပဲ။ပိုလုံးကြုံတယ်မိသားစုအတွက်လည်းအကျိုးရှိတယ်။ငါသိရင်တောင်နိုင်ငံကငါမိသားစုကိုကောင်းကောင်းဂရုစိုက်လိမ့်မယ်။လွတ်လပ်တဲ့တိုက်ခိုက်ရေးသမားဖြစ်ပြီးဘဝနဲ့တည်ဆုံမှုကြားမှာနေထိုင်ရတာကငါအင်အားကိုအများဆုံးတိုးစေလိမ့်မယ်။ငါတက်လိုက်တဲ့သားရဲတွေကိုလဲလှယ်ပြီးငွေအမြောက်များရနိုင်တယ်။ဒီလမ်းကအန်ဒီရများတယ်။အင်အားကအမြန်တိုးတယ်ငွေကအမြန်ရတယ်လွတ်လပ်တယ်ဒါပေမဲ့တခုတည်းသောအားနည်းချက်ကအန်ဒီရပဲလော်ဖုံတွေးမိတယ်တကယ်တော့သူထက်တန်းကြောင်းနောက်ဆုံးနှစ်ကိုစတင်ကြတဲ့ကဒီအကြောင်းကိုတွေးတိုင်းပဲငါမိဘတွေမှာသားနှစ်ယောက်ရှိပြီးငါညီကမတန်ဆွမ်းဖြစ်နေတယ်ငါလွတ်လပ်တဲ့တိုက်ခိုက်ရေးသမားဖြစ်ပြီးတိုက်ပွဲမှာတည်ရင်ငါမိဘတွေဘလို့ရှင်တန်ကြမလဲလော်ဟွာကိုတယောက်ယောက်ကဂယုစိုက်ဖို့လိုတယ်အမေနဲ့အဖေတော်တော်အိုနေပြီငါတည်ရင်သူတို့ဘာဖြစ်ကြမလဲဒါဆိုစစ်တပ်ကတူကိုဝင်လိုက်မယ်ငါအထူးတပ်ဖွဲ့တွေဝင်ပြီးစီးရေးကိုခံပညာကိုသင်ယူနိုင်မယ်ဒါကကန့်သက်ချက်များဤဒိုဂျိုကအဆုံးစွန်ကိုခံပညာနဲ့ပေါင်းပြီးငါအင်အားကိုတိုးစေလိမ့်မယ်စစ်တပ်မှလည်းငါကိုယ်တိုင်လေ့ကျင့်နိုင်တယ်ငါတည်ရင်တော့တိုက်ခိုက်ရေးသမားဖြစ်နေတည်ရင်နိုင်ငံကငါမိဘတွေကိုလာစဉ်ပင်စင်ပေးလိမ့်မယ်မိဘတွေကြောင့်တွေးပြီးတဲ့နောက်လော်ဖုံးစစ်တပ်ကတူကိုရွေးချယ်လိုက်တယ်ဒါပေမဲ့စစ်တပ်ကတူကိုဘယ်သူမှဆိုဝင်လို့မရဘူးမင်းရဲ့အဆင့်တွေကစံချိန်စံညွှန်းနဲ့ကိုက်ရမယ်ဒါကြောင့်ဇွန်လမှာဖြေရမယ့်စာမှုပွဲပေါ်မှာပဲမူတည်တယ်အတွဲ1အခန်း6စာမှုပွဲများစာမှုပွဲမတိုင်ခင်တလလိုမှာလော်ဖုံးသူ့ရဲ့အာယုံစူးစိုက်မှုအားလုံးဒီပါကိုစာပြန်သုံးသပ်ဖို့မြုပ်နှံလိုက်တယ်လေ့ကျင့်ခန်းစာမှုပွဲတွေဖြေတဲ့အခါသူ့ရဲ့ယုံကြည်မှုတိုးလာတယ်ငါကျန်းတဲ့ရဲ့နံပါတ်1စစ်တပ်ကတူကို 90% လောက်ရနိုင်တယ်ဒါလော်ဖုံးတွေးထားတာဇွန်လ9ရက်ကစာမှုပွဲတွေစတယ်တရုတ်နိုင်ငံရဲ့စာမှုပွဲတွေကဇွန်လ9ရက်ကနေ9ရက်အထိဖြစ်တယ်ဒါကမဟာနိဗ္ဗာန်ခေတ်မတိုင်မီကနဲ့အတူတူပဲကြည်ယံဒေတာရဲ့အထက်တန်းကျောင်းမတစ်စီကံအရာစာမွေးအားလုံးကိုဒီထက်တန်းကျောင်းမှာဖြေရမယ်ကံကောင်းပါစေသမီးရဲ့စိတ်မပူပါနဲ့အဖေချစ်သမီးကိုအရန်မဖီးစည်းလိုက်ပါနဲ့ရောက်အထက်တန်းကျောင်းရဲ့ခေတ်အပြင်ဘက်မှာစာမွေးပွဲဖြေမဲ့သူတွေနဲ့မိဘတွေနဲ့အုံမိုးနေတဲ့လူအုပ်ကြီးရှိတယ်ခေတ်အပြင်ဘက်မှာတနက်အစ်စ်တွေကင်ထားတဲ့ရဲတွေလည်းတန်းစီရက်နေတယ်ဖန်စာမွေးပွဲကိုစိတ်အေးအေးထားပြီးဖြေပါနံပါတ်1စစ်တပ်ကတူကိုမရရင်ဒုတိယကလည်းအဆင်ပြေပါတယ်ဒါကြောင့်စိတ်လျှော့ပါလော်ဟုံးကသားကိုကြည့်ပြီးရည်တယ်ဟုတ်ကဲ့လော်ဖုံးပြုံးပြီးခေါင်းညိတ်တယ်ဟုံကားခရတန်ကြီးနဲ့အတူကားတစ်စီးရောက်လာတယ်ကားကလုံးဝအနက်ရောင်ဖြစ်ပြီးမြင့်မြတ်တဲ့အသွင်ပြင်ရှိတယ်ဒါဟာနောက်ဆုံးပေါ် sprinting S600 ဖြစ်ပြီးရဲကားတွေအများကြီးကစောင့်ကြပ်ပေးထားတယ်ဂိတ်ကိုချင်းကပ်လာတဲ့အခါပတ်ဝန်းကျင်ကလူတွေလမ်းဖယ်ပေးကြတယ်သူတို့ရဲ့အကြည့်တွေအားလုံးအဲ့ဒီကားတစ်စီးတည်းကိုပဲစိုက်ကြည့်နေတယ်နောက်ဆုံးပေါ် sprinting S600 က100 km/h ကို6စက္ကန့်အတွင်းအချိန်မြင့်နိုင်တယ်အမြင့်ဆုံးအမြန်နှုန်းကတနာရီကို900 km/h ထိရောက်နိုင်တယ်ဒါ
ဒါတွေမကသေးဘူး Sprinting S600 ကမဟာနိဗ္ဗာန်ခေတ်ကလေးကတည်ဆောင်လာတဲ့အမှတ်တစိတ်တစ်ခုပဲတနည်းပြောရရင်သူ့ရဲ့သမိုင်းကြောင်းကဒီကားကိုဒီလောက်ဆွဲဆောင်မှုရှိစေတာပဲကားထဲကနေလူ3ယောက်ပဲဆင်းလာပြီးသူတို့ပျော်ပျော်ရွှင်ရွှင်စကားပြောရင်းဂိတ်စီကိုရှောက်သွားကြတယ်ဘယ်ဘက်ကပြောင်တောက်နေတဲ့လူကငါတို့ကြည်ရန်ဒေတာရဲ့ရဲချုပ်ညာဘက်ကလူကပညာရေးဘုတ်ဖွဲ့ရဲ့အကြီးအကဲလျူအလဲကလူကတော့စာမပွဲနေရာတွေရဲ့လုံခြုံရေးအတွက်တာဝန်ယူရတဲ့တိုက်ခိုက်ရေးသမားဖြစ်ရမယ်ကြည်နေတဲ့လူတွေထဲမှာအလဲကလူစီကိုအကြည့်အများစုရောက်သွားတယ်သူတို့ရဲ့အကြည့်တွေကလေးစားမှုစိတ်လှုပ်ရှားမှုနဲ့သိကျင်စိတ်တွေနဲ့ပြည့်နေတယ်ဒီခေတ်မှာလူသားနဲ့သားရဲကြားတိုက်ပွဲကဆက်ဖြစ်နေသေးပဲတာမန်လူတွေကမြို့နယ်နမိတ်ကနေထွက်ခွင့်မရှိဘူးဒါပေမဲ့တိုက်ခိုက်ရေးသမားတွေကတော့သားရဲတကောင်ကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်နိုင်တဲ့တည်ရှိမှုပဲလူသားအလုံးကသူတို့ကိုကျေးဇူးတင်ကြတယ်လူသားတွေအတွက်သူတို့ရဲ့စူးစမ်းအားထုတ်မှုနဲ့ပံ့ပိုးမှုတွေအတွက်ကျေးဇူးတင်ကြတယ်တာမန်လူတွေကသူတို့ကိုတဘာဝကြကြချီးကျူးကြတယ်တိုက်ခိုက်ရေးသမားတွေကလူသားတွေရဲ့လူလုံအုပ်စုပဲဒါကတိုက်ခိုက်ရေးသမားလားလောဟုံကောအဲ့ဒီလူကိုကြည်နေတယ်စာမိုးဝဲတိုင်းမှာနေရာရဲ့လုံခြုံရေးအတွက်တာဝန်ယူရတာတိုက်ခိုက်ရေးသမားတွေအမြဲလိုလိုပဲတိုက်ခိုက်ရေးသမားလောဖုန်းလှမ်းကြည့်လိုက်တယ်အဲ့ဒီတိုက်ခိုက်ရေးသမားမှာအသင်းနှလုံးခုန်လုံးကိုမြန်စေတဲ့အသွင်ပြင်ရှိတယ်သူ့မျက်လုံးတွေကအေးဆက်တဲ့တောတွေကအစိတ်ရှိတဲ့မွေလိုပဲသူလမ်းလျှောက်ရင်တခါမှမပြုံးဘူးရဲကျုံနဲ့အကြီးကဲလူကိုရန်ဖန်ရန်ခါခေါင်းငယ်ပြယုံပဲရှင်းနေတာကသူတို့နဲ့ပတ်သက်ဖို့ပြင်းနေတာပဲတိတ်မကြခင်မှာပဲငါလဲတိုက်ခိုက်ရေးသမားအဆင့်ကိုရောက်လိမ့်မယ်လောဖုန်းကိုပါသာတွေးမိတယ်ချီအထက်တန်းကျောင်းရဲ့တကားကြီးဖြင်းချင်းစွာပွင့်လာတယ်ချက်ချင်းပဲအတန်တန်ထွက်လာတယ်ဝင်ဖို့အချိန်ရောက်ပြီဖမ်းဝင်ဖို့အချိန်ရောက်ပြီမြန်ဝင်လိုက်လောဟုံးကောချက်ချင်းပြောတယ်ခုံရှင်းလန့်လဲမြန်သွားလိုက်အမေအိမ်ပြန်ပြီးမင်းအတွက်ထမင်းချက်မယ်မင်းအဖေနဲ့မင်းအကိုကမင်းစာမှုပဲပြီးတဲ့အထိဒီမှာစောင့်နေမယ်လို့ပြောတယ်ဟုတ်ကဲ့လော်ဖုံးပြုံးပြီးခေါင်းညိတ်တယ်အကိုလော်ဟွာသူ့ဘိတ်တက်ကလထိုင်ပေါ်မှာထိုင်ရင်းလက်သီးကိုမြောက်ပြတယ်အကောင်းဆုံးလုပ်ပါလော်ဟွာပြုံးပြီးပြောတယ်ငါအကောင်းဆုံးလုပ်မယ်လော်ဖုံးလည်းလက်သီးကိုမြောက်ပြတယ်လော်ဖုံးကောင်းပြန်လှည့်တဲ့အခါလူတိုင်းတကားစီကိုဥတီသွားကြပြီးတယောက်ပြီးတယောက်စစ်ဆေးမှုခံယူကြတယ်စာမိုးဝဲကန်းထဲမှာမင်းရဲ့စာမိုးဝဲလက်မှတ်နဲ့မှတ်ပုံတင်ကိုစပွဲရဲ့ညာဘက်အပေါ်မှာထားရတယ်စစ်ဆေးသူကစစ်ဆေးလို့ရအောင်ပဲပြီးရင်စာမိုးဝဲတွေဖြန့်ပေးတယ်2056ခုနှစ်ကျန်းနံမြို့အထက်တန်းကျောင်းတိတ်ပံစာမေးပွဲမူကွဲအေးထီးတွေဟဲ့စာမျက်နှာရဲ့ထိတ်ဆုံးမှာအရှင်းဆုံးလိုက်ပထမအချိန်ကတိတ်ပံလော်ဖုံးသူ့ရှိကစာမိုးပွဲကိုလေ့လာကြည့်တယ်နောက်ဆုံးပု္ပ္ပစာအုပ်စုတွေအထိရောက်တယ်သူဓာတ်တွေကိုအရင်ကတည်းကမြင်ဘူးသလိုပဲဒီပု္ပ္ပစာတွေကတိတ်မခက်ဘူးဒီလောက်မခက်ရင်ငါရဲ့တိတ်ပံဘက်ကအားသာချက်ကိုပြဖို့ခက်မယ်ငါအာယုံစိုက်ပြီးဘယ်အမှတ်မှမဆုံးရှုံးအောင်လုပ်ရမယ်လော်ဖုံးချက်ချင်းခေါင်းငုံပြီးစရေးတယ်အထက်တန်းကျောင်းစာမေးပွဲမှာစာမေးပွဲ3ခုရှိတယ်တိတ်ပံဝိဇ္ဇာနဲ့သင်္ချာစာမေးပွဲတစ်ခုစီကအမှတ်250စီဖြစ်ပြီးစုစုပေါင်းအမှတ်950ရှိတယ်တိတ်ပံဆိုတာရူပဗေဒဓာတုဗေဒနဲ့ဇီဝဗေဒကိုရည်ညွှန်းတယ်ဝိဇ္ဇာဆိုတာစာပေသမိုင်းနိုင်ငံရေးနဲ့ပထဝီဝင်ကိုရည်ညွှန်းတယ်သင်္ချာကတော့သင်္ချာတက်တက်ပဲမဟာနိဗ္ဗာန်ခေတ်နောက်ပိုင်းလူသားတွေအထူးသဖြင့်သားရဲတွေနဲ့သူတို့ရဲ့တိုက်ပွဲမှာနည်းပညာတိုးတက်ဖို့နဲ့ကိုယ်ခံပညာကိုမြင့်တင်ဖို့အသေးအတန်စူးစမ်းခဲ့ကြတယ်ဒါကြောင့်လူတိုင်းသင်္ချာရဲ့အရေးပါမှုကိုသဘောပေါက်လာကြတယ်ကွန်ပျူတာသိပ္ပံဇီဝဗေဒနဲ့ရူပဗေဒနယ်ပယ်တွေမှာအောင်မြင်ဖို့စိတ်ကူးထားသူတိုင်းသင်္ချာမှာခိုင်မာတဲ့အခြေခံရှိဖို့လိုတယ်ဒါကြောင့်သင်္ချာကပညာရေးမှာပိုရေးကြီးလာတယ်လော်ဖုံးကဝိဇ္ဇာဘက်မှာအားနည်းပေမဲ့သင်္ချာမှာတော့အားသာချက်ကြီးရှိတယ်ဇွန်လ9ရက်သိပ္ပံစာမေးပွဲဇွန်လ10ရက်ဝိဇ္ဇာစာမေးပွဲမျက်တောင်ခတ်လိုက်တာနဲ့ဇွန်လ9ရက်ကိုရောက်သွားတယ်စာမေးပွဲကန်းထဲမှာသင်္ချာစာမေးပွဲကိုစဖြန့်ပေးပြီးကျန်တာကဒီသင်္ချာစာမေးပွဲပဲလော်ဖုံးအသက်ပြင်းပြင်းရှူလိုက်တယ်သိပ္ပံကသိမခက်ဘူးဒါကြောင့်ငါအဲ့ဒီမှာတော်တော်လေးကောင်းကောင်းဖြေနိုင်ခဲ့တယ်ဝိဇ္ဇာမှာလည်းပုံမှန်တိုင်းပဲဖြေနိုင်ခဲ့တယ်ဒီနည်းပြောရရင်ဒီနှစ်ခုအတွက်ငါရဲ့အဆင့်တွေကငါပုံမှန်ရတဲ့အတိုင်းပဲဖြေရမယ်ဒီသင်္ချာစာမေးပွဲကိုမလွဲမှားရင်ပဲငါကျန်းတဲ့ရဲ့နံပါတ်1စစ်တက္ကသိုလ်ကိုတေချာပေါက်ဝင်နိုင်မယ်ငါလုံနိုင်တယ်ကိုအားပေးပြီးနောက်လော်ဖုံးကောင်းငုံပြီးစာမေးပွဲစဖြေတယ်စာသင်ခန်းထဲမှာလုံးဝတိတ်ဆိတ်ငြိမ်သက်နေတယ်ကျောင်းသားအတော်များများရဲ့မျက်ခုံးတွေစတင်တွန့်သွားတယ်ဒါကပု္ပ္ပစာတွေအတော်လေးခက်တယ်ဆိုတာကိုပြတယ်နှစ်စဉ်နှစ်တိုင်းရဲ့အထက်တန်းကျောင်းသင်္ချာစာမေးပွဲတွေကဘယ်တော့မှမလွယ်ဘူးဒါတွေကလူသားတွေရဲ့နည်းပညာကိုမြင့်တင်ဖို့လူတွေကိုရွေးထုတ်တဲ့ပု္ပ္ပစာတွေပဲဒါအတော်ခက်တယ်လော်ဖုံးတောင်မှခက်ခဲတယ်လို့ခန်းစားရတယ်မနစ်ကထက်တောင်ပိုခက်တယ်ဒါပေမဲ့ခက်လေလေကောင်းလေပဲပု္ပ္ပစာတွေကလွယ်ရင်လော်ဖုံးထက်သင်္ချာညံ့တဲ့သူတွေအမှတ်220လောက်ရနိုင်တယ်လော်ဖုံးကအမှတ်230လောက်ပဲရမယ်ဒါကြောင့်သူ့ရဲ့အားသာချက်ကိုကောင်းကောင်းမပြနိုင်ဘူးဒါပေမဲ့ပု္ပ္ပစာတွေကခက်ရင်လော်ဖုံးအမှတ်230လောက်ရနိုင်ပြီးသူ့ထက်ညံ့တဲ့သူတွေကအမှတ်150လောက်ပဲရနိုင်တယ်ဒီလိုဆိုရင်လော်ဖုံးရဲ့အားသာချက်ကိုရှင်းရှင်းလင်းလင်းပြနိုင်တယ်ဖက်စ်ကျိုးတဲ့အတန်ထွက်လာတယ်စစ်ဆေးသူချက်ချင်းအတန်လာရာဘက်ကိုကြည့်လိုက်တယ်ဒါပေမဲ့ចောင်းသားတစ်ယောက်ကသူ့လက်ထဲကဘောပင်ကိုကျိုးသွားအောင်ကိုင်းမိတာဒီចောင်းသားကမျက်ခုံးတွန့်ပြီးသွားတွေကြိတ်ထားတယ်သူ့စာမေးပွဲကိုစိုက်ကြည့်ရင်ဒါကတိတ်ခတ်တယ်ဆိုတာရှင်းနေတယ်ပြီးတော့သူကျိုးသွားတဲ့ဘောပင်ကိုလွှင့်ပစ်ပြီးနောက်တစ်ချောင်းထုတ်ကဆက်ဖြေတယ်
ကျောင်းသားတွေရဲ့မျက်နှာတွေကနေဒီနှစ်သင်္ချာစာမေးပွဲကတကယ်ခက်တယ်ဆိုတာငါပြောနိုင်တယ်စစ်ဆေးသူကိုယ့်ဘာသာတွေးမိတယ်တကယ်တော့စာသင်ခန်းတွေကလူတိုင်းဒီပါကမျက်ခုံးတွန့်ပြီးနက်နက်နဲနဲခါးသီးစွာတွေးတောနေတယ်ကျောင်းသားတော်များများစိတ်ရှုပ်ပြီးငိုတောင်ငိုကြတယ်သင်္ချာစွမ်းရည်ညံပြီးသားကျောင်းသားတွေကဒီပု္ပ္ပစာကိုမဖြေနိုင်ဘူးဒီပု္ပ္ပစာကိုလည်းမဖြေနိုင်ဘူးဒီတတိယပု္ပ္ပစာကိုလည်းမဖြေနိုင်ဘူးဒီလိုစာမေးပွဲမျိုးကိုကြည့်ရင်ကျောင်းသားတွေပြိုလဲလူနီးပါးဖြစ်နေတယ်တနာရီကြာစာမေးပွဲခန်းသင်္ချာစာမေးပွဲအတွက်အချိန်က1.5 နာရီပဲဒီအချိန်မှာလော်ဖုန်းရွေးချယ်စရာနဲ့ကွက်လက်ဖြည့်မေးခွန်းတွေကိုပြီးသွားပြီကျန်တာကတွက်ပု္ပ္ပစာတွေပဲသင်္ချာစာမေးပွဲမှာရွေးချယ်စရာနဲ့ကွက်လက်ဖြည့်မေးခွန်းတွေကအမှတ်90ပဲရှိတယ်တွက်ပု္ပ္ပစာတွေပု္ပ္ပစာအုပ်စုကြီး9ခုကအမှတ်160ရှိတယ်ဒီလိုပု္ပ္ပစာမျိုးတွေကပဲကျောင်းသားရဲ့သင်္ချာစွမ်းရည်ကိုရှင်းရှင်းလင်းလင်းပြနိုင်တယ်ဒါတကယ်ခက်တယ်ငါကွက်လက်ဖြည့်မေးခွန်း2ခုကိုတောင်မဖြေနိုင်ဘူးလော်ဖုန်းအသက်ပြင်းပြင်းရှူလိုက်တယ်အောက်မှာကတွက်ပု္ပ္ပစာတွေဒါတွေကအမှတ်အများဆုံးရှိတဲ့နေရာတပုတ်ပိုဖြေနိုင်ရင်အမှတ်30 40ပိုရမယ်တွက်ပု္ပ္ပစာ9ခုထဲမှာ4ခုကအမှတ်30စီဖြစ်ပြီးနောက်ဆုံးတစ်ခုကအမှတ်40ရှိတယ်လော်ဖုန်းပထမဆုံးတွက်ပု္ပ္ပစာကိုကြည့်တာနဲ့စိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်လိုက်ရတယ်လော်ဖုန်းသူ့အကျန်းစာရွက်ပေါ်မှာဆက်တွေးပြီးတွက်နေတယ်ဟုတ်ပြီဒီအပိုင်းကိုနည်းနည်းပြောင်းဒါကိုပြောင်းပြန်လုပ်လိုက်အခုဆိုရင်ငါလိုချင်တဲ့ပုံစံကိုပြောင်းလိုက်လို့ရပြီလော်ဖုန်းရဲ့မျက်လုံးထဲမှာလင်းရောင်တစ်ခုလက်သွားတယ်ရေးဒီပု္ပ္ပစာကိုတကယ်တွေးကြည့်ရင်ဖြေရှင်းဖို့အတော်လွယ်တယ်လော်ဖုန်းပု္ပ္ပစာတစ်ခုလုံးကိုတဟုန်နဲ့အလွယ်တကူဖြေရှင်းပြီးသူ့အဖြေကိုပြန်စစ်တယ်ဟုတ်ပြီပထမပု္ပ္ပစာပြီးတယ်လော်ဖုန်းသူ့ဘယ်ဘက်လက်ကောက်ဝက်ကနာရီကိုကြည့်လိုက်တယ်သူ့နှလုံးခုန်လုံးခုန်သွားတယ်ပထမပု္ပ္ပစာက20မိနစ်လောက်ကြာတယ်ငါအချိန်မြင့်ဖို့လိုတယ်လော်ဖုန်းခေါင်းငုံပြီးဒုတိယပု္ပ္ပစာကိုကြည့်တယ်နည်းနည်းကြည့်ပြီးတာနဲ့လော်ဖုန်းဒါကလွယ်တယ်လို့ခံစားရပြီးသူ့အကျန်းစာရွက်ပေါ်မှာစတွက်တယ်မမှန်ဘူးလော်ဖုန်းသူ့ရဲ့တွေးတဲ့လမ်းကြောင်းမမှန်ဘူးလို့ခံစားရပြီးမျက်ခုံးတွန့်သွားတယ်အချိန်တွေကုန်လာတာနဲ့အမျှလော်ဖုန်းဒီပု္ပ္ပစာအတွက်ဆက်ကြိုးစားတယ်ဟုတ်ပြီဒီလမ်းကြောင်းအတိုင်းဖြစ်ရမယ်ဒါပေမဲ့နောက်သက်သေကိုငါဘယ်လိုသက်သေပြမလဲလော်ဖုန်းရဲ့အုံနောက်ကအချိန်ပြင်းပြင်းနဲ့အလုပ်လုပ်နေတယ်မြန်ငါဒီပု္ပ္ပစာအတွက်အချိန်ရမ်းမဖြုံးသင့်ဘူးဒါကိုငါဘယ်လိုသက်သေပြရမလဲလော်ဖုန်းစိတ်ရှုပ်ရှုပ်နဲ့တွေးမိတယ်ဒီချိန်မှာလော်ဖုန်းရဲ့နာရီပေါ်ကသွေးခုန်နှုန်းကတက်လာတယ်120 125 130 140 150ငါနီးနီးလေးပဲဒီသက်သေကိုဖြည့်ရှင်းရင်ငါအမှတ်30ရနိုင်တယ်ဒီအပိုင်းကိုငါဘယ်လိုဖြည့်ရှင်းရမလဲလော်ဖုန်းပို့ပြီးစိတ်ရှုပ်လာတယ်စာမေးပွဲတွေမှာအချိန်ကိုကောင်းကောင်းစီမံဖို့လိုတယ်ဒါပေမဲ့သင်္ချာတွက်ပု္ပ္ပစာတစ်ခုချင်းစီကအမှတ်အများကြီးရှိတယ်အမှတ်ကောင်းကောင်းရကျင်တဲ့အထက်တန်းကျောင်းသားတိုင်းဒီပု္ပ္ပစာတွေကိုလက်မလွတ်နိုင်ဘူးဒီအချိန်မှာလော်ဖုန်းသူ့စာမေးပွဲကိုပဲအာရုံစိုက်နေတာမို့လို့သူ့ရဲ့သွေးခုန်နှုန်းကိုသတိမထားမိဘူး160 180 180လော်ဖုန်းသူ့ရဲ့သွေးခုန်နှုန်းမြင့်တက်လာတာကိုခံစားရပေမဲ့စိတ်ပူပန်မှုကြောင့်လို့ပဲထင်ပြီးတိတ်ကယူမဆိုင်ဘူးဒုံလော်ဖုန်းတယောက်ကသူ့နှလုံးကိုထုနေတယ်လို့ရုတ်တရက်ခံစားလိုက်ရတယ်သူ့အမြင်အာရုံတွေဝါလာပြီးနောက်ဆုံးမှသူသဘောပေါက်သွားတယ်ငါဘာဖြစ်နေတာလဲငါနှလုံးကဘာလို့ဒီလောက်နာရတာလဲလော်ဖုန်းခေါင်းငုံပြီးသူ့နာရီမှာပြတဲ့သွေးခုန်နှုန်းကိုကြည့်တယ်230ဒီကနန်းကလော်ဖုန်းရဲ့မျက်နှာတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်တယ်သူအသက်12နှစ်မှာသတိမေ့မျောပြီးဒီနာရီကိုဝယ်ကလေးကသူ့နှလုံးခုန်နှုန်း180ကျော်တာကိုတခါမှမမြင်ဘူးငါမခံနိုင်ဘူးလော်ဖုန်းသူ့နှလုံးရင်ဘတ်ကိုဖောက်ထွက်တော်မလို့ခံစားလိုက်ရတယ်သူ့သွေးတွေတက်လာပြီးသူ့နှလုံးခုန်နှုန်းတိုးလာတာနဲ့အမျှဖော်ပြလို့မရတဲ့စွမ်းရည်တစ်ခုကလော်ဖုန်းရဲ့အုံနောက်ထဲကိုစီးဝင်လာတယ်သူ့အုံနောက်ကနေဝေဒနာတွေစီးကျလာတယ်လော်ဖုန်းသူ့အတန်ကိုမထိန်နိုင်တော့ဘူးဒီကြောင့်သားမင်းမှာပြဿနာရှိလားစစ်ဆေးသူလော်ဖုန်းစီပြေးလာပြီးအံ့အားသင့်စွာကြည့်တယ်လော်ဖုန်းဒီအချိန်မှာသွေးတွေထွက်တော်မလို့ဖြစ်နေတယ်သူ့နှစ်ဖူးနဲ့လက်မောင်းကသွေးပြန်ကြောတွေပေါက်ထွက်နေပြီးသူ့နှလုံးခုန်နှုန်းနဲ့အတူတစ်ဖြက်ခုန်နေတယ်သူ့တကူလုံးကြောက်မက်ဖွယ်ကောင်းနေတယ်မဟုတ်ဘူးမလုပ်နဲ့နှေးသွားပါလော်ဖုန်းမှာဘာတွေဖြစ်လာတော့မယ်ဆိုတဲ့မကောင်းတဲ့ခံစားချက်ရှိပြီးသူ့တွေးထဲမှာအော်ဟစ်ရင်သူ့နာရီကိုစိုက်ကြည့်နေတယ်236 242 251ဒုံသူ့နှလုံးကကြီးမားတဲ့စီကြီးလိုလှိုင်းတွေထုတ်လွှတ်နေတယ်သူ့သွေးတွေစက်တိုက်တက်လာတယ်ဘဝနေတဲ့အမြင်အာရုံထဲမှာလော်ဖုန်းကကနန်း268ကိုမြင်ပြီးသူ့ကောင်းထဲကနာကျင်မှုကသူ့ကိုလဲပြိုသွားစေတယ်တတိလက်လွတ်ဖြစ်တော့မဲ့အချိန်မှာသူကြားလိုက်ရတာကဒီကြောင်းသားနိုးပါမြင်မြန်လူနာတင်ကားခေါ်လိုက်အတွဲ1အခန်း9စာမေးပွဲရလဒ်များဒိုင်းခေါင်းလောင်းတန်က GN ဒေသရဲ့အထက်တန်းကျောင်းအမှတ်1ထဲမှာအရှိန်ဟုန်နဲ့မြည်လာတယ်ကျောင်းပြင်ဘက်ကမြက်ခင်းပြင်ပေါ်မှာဒါမှမဟုတ်လမ်းဘေးမှာထိုင်နေတဲ့မိဘတွေအားလုံးထရက်ကြတယ်မိဘတွေတကားပေါက်ကနေကျောင်းထဲကိုလှမ်းကြည့်တယ်စီကားနေတဲ့ကျောင်းသားတွေစာမေးပွဲခန်းကနေထွက်လာကြတယ်2056ခုနှစ်ကျန်းနံမျိုးရဲ့အထက်တန်းကျောင်းစာမေးပွဲတွေတရားဝင်ပြီးဆုံးသွားပြီကျောင်းသားတွေလှုပ်ရှားချင်တာကတပတ်အတွင်းထွက်လာမဲ့သူတို့ရဲ့ရလဒ်တွေကိုစောင့်ရုံပဲဟောပိုင်းပြောင်တောက်နေတဲ့လူလက်ပိုင်းရွယ်လူကြီးလူကောင်းတယောက်တကားပြင်ဘက်မှာရက်ရင်သူ့သားစီပြုံးပြတယ်ဖေ
ကျန်ဟောပိုင်းရေရင်နဲ့သူ့စီသွားတယ်ဘလို့ဖြေလို့ရလဲလူလက်ပိုင်းရည်တယ်ကျန်ဟောပိုင်းခေါင်းရမ်းပြီးမတက်နိုင်လို့ပြောတယ်ကျွန်တော်ကျွမ်းကျင်မှုအားလုံးကိုမပြနိုင်ခဲ့ဘူးဒါပေမဲ့သင်္ချာပု္ပ္ပစာတွေကတကယ်ခက်တယ်ရွေးချယ်စရာကွက်လက်ဖြည့်နဲ့တွက်ပု္ပ္ပစာတွေမှာခက်တဲ့ပု္ပ္ပစာတွေအများကြီးရှိတယ်အထူးသဖြင့်တွက်ပု္ပ္ပစာတွေမှာ၅ခုရှိတဲ့အနက်2ခုပဲဖြည့်နိုင်တယ်ကျန်တဲ့3ခုအတွက်တော့အပိုင်းပိုင်းလောက်ပဲအကောင်းဆုံးစူးစမ်းဖြည့်နိုင်တယ်လုံထုံးလုံနည်းအတိုင်းဆိုရင်အဲ့ဒီအတွက်အမှတ်တချို့လောက်တော့ရနိုင်သေးတယ်ဟုတ်ကျန်ဟောပိုင်းရဲ့ဖခင်ကျန်စယ်လုံးမျက်ခုံးတွန့်သွားတယ်ဒါဆိုမင်းရဲ့တင်ချာအမှတ်ကနည်းနည်းလောက်နှိမ့်မယ်လို့ထင်တယ်ပြဿနာမရှိပါဘူးဖေဖေငါအတွက်ပဲခက်တာမဟုတ်ဘူးလူတိုင်းအတွက်လည်းခက်တယ်ကြံဟောပိုင်ရည်တယ်တင်ချာပု္ပ္ပစာတွေကနည်းနည်းပိုခက်တယ်ဒါကြောင့်အောင်ဖို့လိုတဲ့အမှတ်လည်းရှော့ပေးလိမ့်မယ်လို့ငါသိကြတယ်ငါစစ်တပ်ကတူတစ်ခုကိုပြဿနာမရှိပဲဝင်နိုင်မယ်အေးဟုတ်တယ်ကြံစယ်လုံးရည်တယ်အရင်ကမင်းစာမှုပွဲပြီးဖို့စောင့်နေတော့ငါဖြစ်ရတစ်ခုရှိတယ်မင်းเจ้าကနာမည်ကြီးလော်ဖုန်းเจ้าသားစာမှုပွဲပြီးကန်ဒီတနာရီအလိုမှာစာမှုပွဲခန်းထဲမှာလဲသွားတယ်စာမှုပွဲခန်းထဲမှာလဲသွားတယ်ကျန်ဟော်ပိုင်းရဲ့မျက်လုံးတွေပြူးသွားတယ်ဖေဖေမင်းလော်ဖုန်းကိုပြောတာလားဟုတ်တယ်အဲ့ဒီလော်ဖုန်းကောင်ကိုလူနာတင်ကားနဲ့တည်သွားတယ်လူအများကြီးဒီဖြစ်ရက်ကိုမြင်ခဲ့ကြတယ်ကြံစယ်လုံးခေါင်းညိတ်တယ်မင်းနားထောင်ကြည့်ရင်ပတ်ဝန်းကျင်ကမိဘအများကြီးကသူတို့ကလေးတွေကိုဒီဖြစ်ရက်အကြောင်းပြောနေကြတယ်လော်ဖုန်းလဲသွားတယ်ကျန်ဟော်ပိုင်းပတ်လေကိုကြည့်ပြီးနားထောင်တယ်တကယ်ပဲမိသားစုတွေအများကြီးကစာမှုပွဲဖြေနေတော့လဲသွားတဲ့အကြောင်းသားအကြောင်းပြောနေကြတယ်လော်ဖုန်းဆိုတဲ့နာမည်ကိုလည်းရှင်းရှင်းလင်းလင်းကြားရတယ်ဟာဟာဒီပတ်စံမဲ့ကောင်လဲဒီလိုနေမျိုးရောက်ဖူးပါလားဟာဟာကြံဟော့ပိုင်းသူ့ရေတံကိုမထိန်နိုင်တော့ဘူးအဖေမင်းဒါမသိပေမဲ့ဒီလူကအเจ้าမှာငါ့ကိုအမြဲဒုက္ခပေးတယ်ကြံဟော့ပိုင်းဒေါသတကြီးထပ်ပြောတယ်သူကငါ့ထက်ပိုတန်ပါတယ်အရာရာတိုင်းမှာလဲငါ့ထက်ကျွမ်းကျင်တယ်ဒီကောင်တောင်မှဒီလိုနေမျိုးရောက်ဖူးပါလားကြံဟော့ပိုင်းပြောနေတယ်လော်ဖုန်းပေါ်သူ့ရဲ့ဒေါသကကြီးမားတယ်တကယ်တော့လော်ဖုန်းကဒီကြံဟော့ပိုင်းကိုဘယ်တော့မှဂရုမစိုက်ဘူးကြံဟော့ပိုင်းကပဲလော်ဖုန်းကိုပြိုင်ဘက်အဖြစ်ဆက်ဆံနေတာလော်ဖုန်းရဲ့အဆင့်တွေနဲ့ကိုခံပညာစွမ်းရည်တွေအားလုံးကသူ့ထက်သာတယ်ဒါကသူ့ကိုဒုက္ခရောက်စေတယ်ဟာဟာဒီကောင်ကလောကကြီးကိုတစ်ခါမှမမြင်ဘူးစိတ်ဖိစီးမှုအများများပြီးမခံနိုင်တော့ပဲလဲသွားတာသူ့ကိုလှစ်လျူရှူလိုက်သွားစမ်းမင်းရဲ့ဦးလေးကမင်းရဲ့ဆာမွဲတွေဒီနေ့ပြီးတယ်ဆိုတာသိပြီးမင်းအတွက်ပွဲကြီးတစ်ခုစီစဉ်ထားတယ်သွားကြရအောင်ကြံစယ်လုံးရေးတယ်ဦးလေးချန်ဟော်ပါရဲ့မျက်လုံးတွေလက်လက်တောက်ပသွားတယ်ကျမ်းမိသားစုဂျီအန်ဒေတာမှာရှင်သန်နိုင်ရတဲ့တစ်ခုတည်းသောအကြောင်းရင်းကသူ့ဦးလေးကြောင့်ပဲဘာလို့လဲဆိုတော့သူ့ဦးလေးကတိုက်ခိုက်ရေးသမားတစ်ယောက်ပဲမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးဝေးဝံဆာမွဲခန်းကနေထွက်လာပြီးသူ့မိဘတွေရှိမှထိတ်လန့်တုန်လှုပ်နေတယ်ဖန်ကဆာမွဲခန်းထဲမှာဘလို့လဲသွားနိုင်မလဲစိတ်ရှုပ်လို့လားမဖြစ်နိုင်ဘူးလော်ဖုန်းရဲ့စိတ်ပိုင်းဆိုင်ရာအရေးအသွေးကိုကန့်သက်ချက်များဤတို့ကြိုကဒီပြတွေတောင်မှချီကျူးဘူးတယ်ဝေးဝံတဲ့လော်ဖုန်းကသွေးမတော်ပေမဲ့တကယ်ညီကိုတွေပဲဝမ်မှားတာမဟုတ်ဘူးဒီဖြစ်ရက်ကိုငါတို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတာအဲ့ဒီလော်ဖုန်းရဲ့ဖခင်နဲ့သူ့ညီဖြစ်သူမတန်ဆွမ်းကောင်ကချက်ချင်းထိတ်လန့်ပြီးဆေးရုံကိုလိုက်သွားတယ်ဝေးဝံရဲ့ဖခင်နောက်ကနေလိုက်ပြောတယ်ဆေးရုံအနည်းဆုံးဆေးရုံဖြစ်ရမယ်ဖေဖေမေမေကျွန်တော်လော်ဖုန်းကိုတွားကြည့်မယ်နေ့လယ်စာနောက်မှစားမယ်မဆိုင်မတော့ဝေးဝံသူ့ဆာမွဲပစ္စည်းတွေကိုသူ့မိဘတွေကိုပေးပြီးဆေးရုံစီပြေးသွားတယ်။ GN ဒေတာရဲ့ပြည်သူ့ဆေးရုံထဲမှာလော်ဖုန်းသူ့ဖခင်နဲ့အကိုနဲ့အတူဆေးရုံရဲ့ဂိတ်အပြင်ဘက်ကိုအတင်းအကျပ်ပြုံးပြီးရှောက်ထွက်လာတယ်။ဒီအချိန်မှာလော်ဟုံးကောနဲ့လော်ဟွာကလော်ဖုန်းအတွက်စိတ်ပူတယ်။ဖေဖေကျွန်တော်အဆင်ပြေပါတယ်။အိမ်ပြန်ကြရအောင်။လော်ဖုန်းအေးဆေးနေပေမဲ့သူ့နှလုံးသားထဲမှာနောင်တတွေပဲပြည့်နေတယ်။ဒါပေမဲ့လော်ဖုန်းသိတယ်။အတိတ်ကိုပြောင်းလဲလို့မရဘူး။ဒါကြောင့်လက်ခံရုံပဲ။ဖန်အဝေးကနေအတန်တန်ထွက်လာတယ်။လော်ဖုန်းအတန်လာရဘက်ကိုလှည့်ကြည့်တယ်။အဝေးကအရေးတစ်ခုဆေးရုံရဲ့ဂိတ်စီကိုပြေးလာနေတယ်။ဒါဟာသူ့ရဲ့မိတ်ဆွေကောင်ဝေဝံပဲ။လော်ဖုန်းဝေဝံကိုမြင်တော့စိတ်လှုပ်ရှားသွားတယ်။သူဒီလောက်အပြင်းအထန်ပြေးလာတာသူ့ရှက်အင်ကြီးကချွေးတွေဆူနေတယ်။ဝမ်တင်ချာပိုင်းကနောက်ဆုံးတွက်ပုတ်စာ၃ခုကဘလောက်ခက်လဲ။လော်ဖုန်းနောက်ဆုံး၃ပုတ်ကိုမဖြေနိုင်ခဲ့ဘူး။ဒါကြောင့်ဒါတွေကအရန်ခက်ပြီးလူတော်တော်များများဖြေနိုင်ရင်ဒါဆိုသူ့ရဲ့အစင်ကမျောလင့်ချက်ရှိနိုင်သေးတယ်။တော်တော်ခက်တယ်ဝေဝံခေါင်းညိတ်တယ်။ဒီနေ့တင်ချာပုတ်စာတွေကအားလုံးခက်တယ်။တွက်ပုတ်စာ၅ခုထဲမှာတတိယပုတ်စာကနည်းနည်းလွယ်ပေမဲ့ကျန်တဲ့၄ခုကတော့ခက်တယ်။လော်ဖုန်းတပ်ပြင်းတစ်ချက်ထုတ်လိုက်တယ်။သူ့မှာမျောလင့်ချက်အနည်းငယ်ရှိနေသေးတယ်။ဇွန်လ16ရက်ညနေ8နာရီမှာမင်းရဲ့စာမပွဲအဆင့်ကိုဟုံဒါမှမဟုတ်အင်တာနက်ကနေစစ်ကြည့်လို့ရတယ်။အောက်မှတ်လည်းထွက်လာလိမ့်မယ်။ဇွန်လ16ရက်ညနေ9နာရီလောက်လော်ဖုန်းရဲ့အိမ်လော်ဖုန်းနဲ့လော်ဟွာတို့ရဲ့အခန်းထဲမှာလော်ဖုန်းပဲရှိတယ်။သူ့ laptop ရှိမှထိုင်ပြီး web စာမျက်နှာကိုထပ်ခါပြန်စစ်နေတယ်။စာမွေးရလက်တွေကညနေ8နာရီမှာထွက်ပေမဲ့များသောအားဖြင့်နည်းနည်းစောပြီးထွက်တတ်တယ်။ငါကျန်းနံရဲ့နံပါတ်1စစ်တက္ကသိုလ်ကိုရမှာကိုကြောက်တယ်။ဒါပေမဲ့ငါတင်ချာပိုင်းမှာရွေးချယ်စရာကွက်လက်ဖြည့်နဲ့တွက်ပုတ်စာပထမ2ခုကိုဖြည့်ပြီးတယ်။ဒုတိယပုတ်စာကိုအပြည့်အဝမဖြည့်နိုင်ပေမဲ့အဆင့်တွေတော်တော်များများရေးခဲ့တယ်။ဒါကငါ့ကိုအမှတ်တချို့ပေးလိမ့်မယ်။လော်ဖုန်းကိုပါသာတွေးမိတယ်။ကံကောင်းရင်တင်ချာအမှတ်120လောက်ရနိုင်တယ်။လော်ဖုန်းခံမှန်းတယ်။ဝိဇ္ဇာနဲ့သိပ္ပံမှာပုံမှန်အတိုင်းဖြည့်နိုင်ခဲ့တယ်
ကံကောင်းရင်ငါအဖွဲချိုအဆင့်ကိုရနိုင်မယ်ငါအောင်မတ်ကိုရောက်ရင်ပဲနံပါတ်2စစ်တပ်ကတူကိုဝင်နိုင်မယ်ဒီနှစ်ခုထဲမှာပထမတစ်ခုကရှင်းနေတာပဲပိုကောင်းတယ်ဒါပေမဲ့အမှတ်ရမ်းမြင့်ဖို့လိုတယ်ဒါကြောင့်လော်ဖုံအဲ့ဒါကိုလက်လျှော့ပြီးပြီဒါပေမဲ့နံပါတ်2စစ်တပ်ကတူအတွက်တော့မျှော်လင့်ချက်နည်းနည်းရှိနေသေးတယ်လော်ဖုံရဲ့မျက်လုံးတွေလက်လက်တောက်ပသွားတယ်ဆာမွေးရလက် web စာမျက်နှာမှာတကယ်ပဲအသစ်တစ်ခုပေါ်လာတယ်ဖះကျေးဇူးပြုပြီးငါ့ကိုအောင်မှတ်ကြော်အောင်ပေးပါကြော်ရင်ပဲငါနံပါတ်2စစ်တပ်ကတူကိုဝင်နိုင်မယ်လော်ဖုံစိတ်ပူပင်တော့ကနဲ့သူ့နာမည်မှတ်ပုံတင်နံပါတ်နဲ့ဆာမွေးလက်မှတ်ကိုရိုက်ထည့်ပြီးရှာဖွေခလုတ်ကိုနှိပ်လိုက်တယ်ရှာဖွေ laptop စာမျက်နှာနည်းနည်းလေးလက်ခနဲလှုပ်ပြီးမကြခင်မှာပဲဖောင်တစ်ခုပေါ်လာတယ်ចောင်းသားလော်ဖုံလိန်ဂျာမှတ်ပုံတင်4261 2323တရားတီ3ညောင်းတင်383တေ321ဆာမွေးလက်မှတ်9808 643 5608 9666ဝိဇာ216တိတ်ပံ223တင်ချာ118စုစုပေါင်း959အောင်မှတ်961